အိမ်အတွက်ဈေးဝယ်လာတာလေးတွေကိုအပြင်းပြေကြည့်လို့ရအောင်လို့တင်ပေးလိုက်ပါတယ်ရှင်ဒီရှက်ကောက်ဆွဲဘက်လေးက90တောင်း2500ပါရှက်ကောက်ဆွဲနဲ့တွဲစားဖို့ဝက်ကောက်လေး3တုပ်ကိုလည်းဝယ်ခဲ့ပါတယ်တစ်ထုပ်ကို900ပါပဲပြားလေးကတစ်ထုံးကို2000ပေးရတယ်မြို့သီးစိမ့်လေးကတော့အနီနဲ့စိမ့်နဲ့ရောပြီးယူလာတာ900ပို့ပါတခွားသီးလေးကလည်း1000မို့လေးလုံးရခဲ့တယ်ပဲပင်ပေါက်လေးကတော့200ပို့ပါမကြီးရွက်လေးကလည်းအခုဈေးကျသွားပြီနော်ငါချက်တောင်း1000ပဲပေးခဲ့ရပါတယ်ခွေးတော့ရက်လေးက1000မို့ပါခွေးတော့ရက်လေးတည်းလေးတော်တော်နှုတယ်နှုဖတ်နေရပဲစားလို့လည်းတော်တော်အရင်မခါပဲစားလို့ကောင်းပါတယ်ဟင်းငုတ်ပွင့်ကြောက်လေးက1000မို့ပါဈေးထဲမှာလေးတမယာသီးတွေရှာနေတာတမယာသီးကလည်းအလုံးလလကြီးကြီးကိုမတွေးခဲ့ဘူးတမယိုသီးနဲ့တမယာသီးနဲ့ဘာယူ400ဆိုလို့9လုံး2000မိုးဝယ်ခဲ့ပါတယ်။ကိုက်လန်ကလေတစည်းကို1300ပေးရပါတယ်။သူကလေအစီးလည်းအကြီးပဲအဖူးတွေလည်းနှုတ်ဖက်နေတာပါပဲရှင်။ချက်သွမိတ်လေးကတစည်းကို900ပေးရပါတယ်။ခုဆိုင်လေးကတော့တစည်းကို1000ပါရှင်။ပြောင်းမှုလေးကတော့2000မိုးကို3ပူပါ။နနမင်းလေး900နဲ့ဝယ်ခဲ့လိုက်တယ်။ချက်ဦးကတော့10လုံးကို4500နဲ့ဝယ်လာတာပါ။တူဘူးကြောက်လေးကိုလည်းအတော်ရင်းလက်ဆောင်ပေးခြင်းလို့10သား2000နဲ့2000မိုးဝယ်လာလိုက်ပါတယ်။ငပြကြီးကလေးပုံမှန်ဆိုလို့ရှိရင်တော့အိမ်မှာပစွန်တန်းသုံးနေကြပါအခုကပစွန်တန်းကလည်းတပလင်းကို2100ဖြစ်နေပြီမို့လို့ဒီပစွန်ငပြကြီးလေးကတော့ကြော်ညာနေတာတွေ့နေလို့စမ်းသုံးကြည့်မလို့ဝယ်ခဲ့တာပါရှင်4800ပေးခဲ့ရပါတယ်ကိုစားဘူးသမျှငပြည့်ကြိုတွေထဲမှာအကြိုက်ဆုံးကတော့ဒီယောက်ျားကြီး3မျိုးဆက်ငပြည့်ကြိုပါရှင်တပူ90သားတပူကို9500ပေးခဲ့ရပါတယ်ငပြည့်လဲကုန်နေတာမို့လို့ယောက်ျားကြီးကဘိတ်ငပြည့်ကိုဝယ်ခဲ့ပါတယ်ရှင်1800ပါပကံစီးပတ်လေးကတော့2000ပါရှင်ပဲချဇန်လေးကိုလည်းတစ်ထုပ်ကို1800နဲ့2ထုပ်ဝယ်ခဲ့လိုက်တယ်။ငါးတက်တာလေးကတော့တပူးကို2100နဲ့အိမ်မှာလိုမဲဆောင်းထားလို့ရအောင်ဝယ်ခဲ့လိုက်တာပါ။ဒီကလေးပဲချောင်းလေးကလေ1500ဆိုလို့ဝယ်လာလိုက်တာထင်အောင်ထင်မထားဘူးစားလို့ရန်ကောင်းပါတယ်။တစ်ထုပ်တည်းဝယ်လာမိလိုက်တာစားလို့လောက်တော့မလောက်ဘူးနောက်တစ်ခေါက်ဈေးသွားမှပဲထပ်ဝယ်ရအောင်မယ်။